မင်္ဂလာညချမ်းလေးပါခင်ဗျာကျွန်တော်ရဲ့စင်ပီလီယန် YouTube Channel လေးကနေစိတ်ဝင်စားပွဲရပရာလောကဇာလံကောင်းများကို40ပုံမှန်တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးမယ့်ဇာလံလေးကတော့ဦးဘိုးလူနဲ့ကြားမော်လို့အမည်ကြတဲ့စိတ်ဝင်စားပွဲရပရာလောကဇာလံကောင်းလေးတစ်ပုဒ်ကိုပြောပြတင်ဆက်ပေးမှာပဲဖြစ်ပါတယ်အားလုံးပဲနားဆင်ခံစားပေးကြပါအောင်ခင်ဗျာဒါကွယ်နေအချိန်အားဖြင့်ည9နာရီကျော်လေပြီဒေါ်ခင်မဆွေတယောက်အိမ်သာမှဆင်းပြီးအိမ်ထဲကိုပြန်လာတဲ့အချိန်မထင်မှတ်ထားတဲ့မြင်ကွင်းကိုမြင်လာရှားပါတယ်အောင်မလီဟင်သမီးလေးလာကြပါဦးရှင်လာကြပါဦးကျမသမီးလေးကိုကြားဆွဲသားလို့လာကြပါဦးဒေါ်ခင်မဆွေရဲ့အော်တန်ကြောင့်အိမ်ဒီကျဲများလဲဒုံဓာလက်နက်များဆွဲကပြေးလာကြပါတယ်။ဘာမှလဲကြားဘယ်ရောက်သွားပြီလဲ။လူတွေကိုဘာလုပ်သွားသေးလဲ။ကြားကအိမ်မော်ကခုန်ဆင်းပြီးထွက်ပြေးသွားပြီ။ကျမသမီးယူယူကိုတော့ကြားကြိုက်သွားပြီထင်တယ်။ကျမသမီးလေးကိုကယ်ကြပါအောင်ရှင်။စိတ်မကောင်းပါဘူးဗျာ။ခမည်းသမီးယူယူအသက်မရှိတော့ဘူး။ရင်ဘက်ကိုဖောက်ပြီးအတွင်းကအသေးကိုနှုတ်စားသွားတာဗျ။တခြားနေရာတွေကိုတော့စားသွားတာမျိုးမတွေးရဘူးဖြစ်မှာဖြစ်ရလေသမီးလေးရဲ့အမေရွနေကျိုးပါပြီကွယ်ထူထူဆန်းဆန်းပြဘယ်ကနေဘလို့ကြားကငါတို့ရွာကိုရောက်လာတာလဲငါဖြင့်စဉ်းစားလို့တော့မရဘူးအေးကွာငါတို့ကြောင်းကြီးရွာမှာနေလာတာ20ချီနေပြီတခါမှကြားကိုမြင်လဲမမြင်ဘူးကြားလဲမကြားဘူးပါဘူးအခုမှဘယ်တော့ကနေကြုံလာတဲ့ကြားပါလေတိုက်ဆိုင်လာလားဘာလားတော့မပြောတတ်ပေမဲ့မနေ့ကအိမ်ဘော်ကိုလာရတကောင်လာနာသေးတယ်ကျမလည်းနမိတ်မကောင်းတဲ့အာမင်္ဂလာငှက်မလို့မောင်းထုတ်ပြစ်လိုက်သေးတာဒီကနေ့ကျတော့ကျမသမီးလေးယူယူအသက်သေးပါကြီးရောလားရှင်အေးဗျာဘာပဲပြောပြောယူယူလေးအတွက်စိတ်မကောင်းဖြစ်မိတာအမှန်ပဲဒါတွေနောက်မှပြောကြအခုလောလောဆယ်နာရေးကိစ္စကိုပဲအာယုံဆိုင်ပြီးလောက်ကြတာပေါ့ဟုတ်တယ်ဟေးဟုတ်တယ်ကြားရတဲ့သတင်းကလည်းစိတ်မကောင်းစရာပါလားနော်ဘာဖြစ်လို့တော့အမေရဲ့ဘာသတင်းတော့ဘာဖြစ်ရမလဲသမီးရဲ့မနေ့ညတော့ကကြောက်ကြီးရွာမှာအသက်16နှစ်အရွယ်ကောင်မလေးအိမ်မှာနေရင်ကြားကြိုက်ခံရလို့တယ်လေဗျာဒါဆိုကောင်မလေးဘာဖြစ်သွားသေးလဲအမေဟဲ့ခွေးတို့ကြားကြိုက်ပါတယ်ဆိုမှတခါတည်းပွဲချင်းပြီးသေသွားတာပေါ့ဟဲ့ကြားကကြိုက်ထားတော့မှတခြားနေရာမကြိုက်ဘူးဘယ်ဘက်ရင်အောင်ကိုကြိုက်ပြီးအတွင်းကအသေးကိုဖောက်စားသွားတယ်လေဟာတော်တော်ဆိုးတယ်ကြားပါလားအဲ့ဒီကြားကိုဝိုင်းမဖမ်းကြဘူးလားရွာသားတွေလည်းတီးတင်ကြီးလိုက်ကြပေမဲ့ကြားကလက်ခနဲ့ပျောက်သွားပြီးမမေးလိုက်ဘူးတယ်လေဒါဆိုကြားကလွတ်နေသေးတာပေါ့နော်တခြားရွာတွေကိုဝယ်မာတော့စိုးရင်ရတယ်အေးဟဲ့ငါတသက်နဲ့တကူဒီနာပတ်အောင်ကျမှာကြားရှိတယ်လို့ကြားမကြားဘူးပါဘူးအခုမှဘယ်ကကြားကရောက်လာကြပါလေခတ်တော့တာပဲကြောက်ကြီးရွာမှာအသက်16နှစ်အရွယ်မိန်းကလေးတဦးကြားကြိုက်ခံရတဲ့တဲ့င်းကလူတိုင်းပါဇက်ဖျားမှရေပန်းစားလို့နေပါတယ်ဒါပေမဲ့လည်းဒီအဖြစ်ပြက်ကတပတ်လောက်ကြာတော့လေအားလုံးလည်းမြင်းမေ့ပျောက်ပျောက်ဖြစ်သွားကြတော့တယ်တကယ်မှကြီးပါလားထိုင်အောင်တင်မဖေဟာဆုံးလာပို့တာလားတကယ်မှကြီးတပြည့်တော်မရဲ့သမီးလေးယူယူဆုံးတာဒီကနေ့တလားပြည့်မလို့ဘုံကြီးเจ้าကိုစုံးကြိုင်လာပို့ရင်သမီးလေးအတွက်ကုသိုလ်ပြုပေးတာပါဖေဟာဩတကယ်မှလေးယူယူတောင်ဆုံးပါသွားတာတလားတောင်ပြေးပါပေါ့လားကိုင်တကယ်မှကြီးရှေ့ကိုတိုးကွယ်တင်မဖေဟာကဲလိုက်စုံယနေ့ပြူသမျှကိုကွယ်လွန်သူမယူယူအားရေစု၍လှူဒန်းပါတယ်ထိုပြူသမျှကုသိုလ်အဝါဝကိုမယူယူနှင့်တကွ30ပုံသားအပေါင်းရကြပါသည်အမျှဝေသည်နန်းလူတာတို့ခေါ်စေသောတကံမာလေးယူယူနှင့်တကွအားလုံးကြားကြသမျှအမျှယူတော်မူကြပါကုန်လော
တာဓုဒေါ်ခင်မဆွေလည်းသမီးဖြစ်သူအတွက်အများဝေခြင်းရဲရည်စာများကြားလာခဲ့ပါတယ်ဟာဟိုမှာကြည်တန်းလရာကြီးတွေမဟုတ်လားအေးဟုတ်တယ်ကွာလရာကြီး၃កောင်ပါလားတို့ရွာအပေါ်မှာပတ်ပြန်နေတာပဲဒါကောင်းတဲ့နမိတ်မဖြစ်နိုင်ဘူးသူ့ဟာသူအသေးကောင်မြင်လို့ပတ်ဝဲနေတာဖြစ်မှာပါကောင်းတာပဲတွေးစမ်းပါကွာကောင်းတာတော့မဖြစ်နိုင်ဘူးကြောက်ကြီးရွာကကောင်မလေးကြားကိုက်မခံရတဲ့ခင်တုန်းကလည်းသူတို့ရွာအပေါ်မှာလက်ဓာတ်တွေဝဲပြန့်သွားတယ်လို့ပြောကြတယ်အဲ့နောက်ပိုင်းသူတို့ရွာကကောင်မလေးသေပါရောလားဒါတိုက်ထိုင်မှုတတ်ပါပဲဖြစ်မှာပါကွာကဲလုံးเสียရှိတာလောက်ကြအောင်စို့မြန်မင်းနဲ့ပိန်ကြီးဘာတွေငဲခုန်နေကြတာတော့ဟာအော်ဦးလေးညုံမောင်ပါလားဘာရဲမဟုတ်ပါဘူးဗျာကျုပ်တို့ရွာအပေါ်မှာပတ်ပြန်နေတဲ့လက်ဓာတ်တွေကိုကြည်ပြီးပြောနေတာပါဒါအမင်္ဂလာနမိတ်ပဲမြတ်မေးရဲ့တို့ရှေတော်ရွာလေးဘေးမသိရမခပါစေနဲ့လို့စူတောင်းပါတယ်ကွာဦးလေးညုံမောင်လဲမြတ်မေးလို့ပဲမကောင်းတာဆိုတိတ်တွေးတာပဲဗျာဟာပိန်ကြီးကငါကမကောင်းတာကိုဖြစ်လာပါသေးဆိုပြီးတွေးတောနေတာမဟုတ်ဘူးကွာဖြစ်တတ်တာဖြစ်တတ်တဲ့သဘောကိုငါကပြောပြနေတာရှေးလူကြီးတွေကလက်ဓာတ်ငှက်ကိုအမင်္ဂလာငှက်လို့သတ်မှတ်ထားခဲ့တာအလကားမဟုတ်ဘူးပိန်ကြီးကသူ့အကြောင်းနဲ့သူရှိလို့ကွာကျုပ်တော့အဲ့ဒါတွေမယုံပါဘူးဗျာဖြစ်ခါမှာဖြစ်ရောကျုပ်ကလက်တွေ့သမားဗျလက်တွေ့မှာယုံတတ်တာဦးလေးညုံမောင်ဒီကောင်နဲ့တော့တူပြောမနေနဲ့သူကလောက်ကလန့်လူခွစားဗျမင်းကရောဘာထူးလို့လဲကဲတော်ကြတန်းနှစ်ယောက်စလုံးထပ်ပြောရင်စကားများရန်ဖြစ်ဖို့ပဲရှိတော့တယ်ကိုအလုပ်ကိုအေးစေးဆက်လုပ်ကြတော့ဦးညုံမောင်ကပဲဂျားတဲကနေစကနိုင်လူပွဲကိုရပ်တန်းလိုက်ပါတယ်ဟင်လရာကြီးငါ့အိမ်ပေါ်မှာလာနာနေပါလားမဖြစ်ဘူးငါ6လုံးမှပဲဟဲ့သွားစမ်းချက်သေးမရှိတဲ့ဟာတွေသွားကြစမ်းအမေဘာဖြစ်လို့လဲဟင်ဘာဖြစ်ရမလဲသမီးရဲ့လက်ဓာတ်တွေပေါ့အမေတို့အိမ်ပေါ်မှာလာနာလေလို့လေအဲ့ဒါအမေမောင်းထုတ်ပြစ်နေတာချက်သေးကိုမရှိဘူးဩမသိပါဘူးအမေရဲ့သမီးကအမေများဘသူနဲ့စကားများရန်ဖြစ်နေလဲဆိုပြီးပြေးလာလိုက်ရတာဒါနဲ့အဲ့လက်ဓာတ်ကြီးကဘာလို့သမီးတို့အိမ်ပေါ်ကိုလာနာတာလဲမသိဘူးနော်အေးဟဲ့အမေလည်းအဲ့ဒါကိုပဲစိတ်ပူနေတာဖေဟာလွဲပါစေဖဲပါစေဒေါ်အေးတောင်းလဲရေဘက်ကိုဖေးပြီးဘေးရန်တွေရဲ့မှကင်းဝေးစေရန်စူတောင်းနေမိပါတယ်ညရောက်တော့ဒေါ်အေးတောင်းလဲဖျားချစ်ကိုအမြဝေပြီးအိတ်ဖို့ဟန်ပြင်လိုက်ပါတယ်နန္နာသမီးရေအမေဖို့ကြောင်အိမ်ပေါ်ကလိမ့်စိလေးယူခဲ့ပါကွယ်အမေခြေထောက်တွေကိုက်နေတာလိမ့်ရအောင်လို့ဟုတ်အမေနန္ဒာလည်းကြောင်အိမ်ပေါ်ကလိမ့်စိဘူးကိုယူလိုက်ပါတယ်ဟုတ်တော့အမေလိမ့်စိဘူးကကုန်နေပြီအမေရဲ့အထဲမှာဘာမှမရှိတော့ဘူးဟုတ်လားဒါဖြစ်ရင်မတ်ကျင်အောင်တို့အိမ်ဘက်ကနေလိမ့်စိလေးနည်းနည်းလောက်သွားတောင်းပေးပါလားသမီးရဲ့အမေမနေနိုင်လောက်အောင်ကိုင်းနေလို့ပါကွယ်ဟုတ်ကဲ့အမေဒါဖြင့်ခဏဆောင်အောင်နော်သမီးသွားတောင်းလိုက်အောင်မယ်ဒေါ်ကျင်အောင်တို့အိမ်နဲ့ဒေါ်အောင်သိတို့အိမ်ထဲကတအိမ်ကျော်သားဝေးတဲ့အတွက်သမီးဖြစ်သူနန္ဒာကိုလှုပ်လိုက်ခြင်းဖြစ်ပါတယ်မနန္ဒာလည်းမိမိအိမ်နဲ့ဘလောက်မှမဝေးတဲ့အတွက်ပေါ်ပါးစာပဲထွက်လာခဲ့ပါတယ်လေးကျင်အိမ်ရှိကနန္ဒာအတန်ကြားတယ်တော့ဘာမှန်းလည်းမသိဘူးသမီးနန္ဒာဘာလို့လဲကွအမေကခြေထောက်တွေကိုက်နေလို့လေးကျင်စီကလိန်စိလေးနည်းနည်းတောင်းခိုင်းလိုက်လို့လာခဲ့တာဩအေးယူခဲ့မယ်နော်ခဏဆောင်သမီးမန္နာနာလည်းဒေါ်ကျင်အောင်တို့အိမ်ရှိကနေပဲစောင်းနေလိုက်ပါတယ်ခဏကြာတော့ဒေါ်ကျင်အောင်ကဈေးဘူးကိုယူလာပြီးနန္နာကိုပေးလိုက်ပါတယ်ရော့သမီးဈေးဘူးဟုတ်ကဲ့လေးကျင်လာပေးမနေနဲ့တော့မိုးချုံနေလို့ပြောတာ
အမေတက်တာမှပြန်ပေးလို့ပြောနော်ဟုတ်ဒါဆိုသမီးသွားပြီနော်အေးသွားမန္နန္ဒာလည်းဈေးဘူးရလာပြီမို့အိမ်ကိုပြန်လာခဲ့ပါတယ်အနောက်မှတစ်ချက်နဲ့ခြေတံကြားတဲ့အတွက်မန္နန္ဒာလည်းလှဲကြည့်လိုက်တယ်အမောင်တိုင်းကနေလူတယောက်ခတ်တုတ်ရောက်လာတာကိုမြင်လိုက်ရပါတယ်နောက်ကွယ်နေညမို့လမ်းလျှောက်လာသူရဲ့မျက်နှာကိုတော့တဲကွဲမမြင်ရပဲဖြစ်နေပါတယ်မိမိလိုအကြောင်းကိစ္စတစ်ခုခုရှိလို့သွာလာနေတဲ့သူဖြစ်မယ်လို့မန္နန္ဒာတွေးမိလိုက်ပါတယ်ဟင်အနောက်ကနေရာကနေအော်တန်နဲ့အတူဘိုးဟူသောအတန်ကြောင့်မန္နန္ဒာလမ်းပြီးလှဲကြည့်လိုက်ပါတယ်ဟင်ကြားကြည့်ပါလားကြားကြီးကဘောင်းကနေတစ်ချက်ဟိမ့်ပြီးမန္နန္ဒာစီကိုအိပက်နဲ့လာနေပါတယ်မန္နန္ဒာလည်းကြောက်လန်းနဲ့ဘာလို့ဘာကိုင်ရမှန်းမသိဖြစ်နေတယ်ထို့အချိန်မှာပဲကြားကြီးကအဆွဲကြီးတွေပေါ်အောင်မဖိရင်မန္နန္ဒာကိုခုံအုပ်လိုက်ပါတယ်အောင်မလေးဟင်သမီးလေးအော်တန်ကြားတယ်ကြားဟင်းတန်တို့ရောဖះတော်အေးတောင်းလဲနာကျင်နေသောခြေထောက်ကိုပင်အမှန်မရတော့ပဲအိမ်အပြင်ကိုပြေးထွက်လာပါတော့တယ်အိမ်အပြင်ရောက်တော့မြေပြင်ပေါ်မှာလဲကျနေတဲ့သမီးကိုမြင်လိုက်ရသလိုခလန်းလန်းကိုရောင်းနေတဲ့ကြားကြီးတစ်ကောင်ကိုလည်းမှုံရီဝိုးတော်ဝါမြင်လိုက်ရပါတယ်သမီးလေးဟဲ့သိနာကြသိချင်းစိုးကြငါသမီးကိုကြိုက်သွားတာသိပြီတော့တော်အေးတောင်းလဲသားသမီးစောနဲ့ကြားကိုလည်းကြောက်ရကောင်းမှမသိတော့ပဲမြေကြီးပေါ်မှာရှိတဲ့မြေစာခဲများနဲ့ကောက်ထုပါတော့တယ်ကြားကြီးကလှဲပင်မကြည့်ပဲရွာပြင်ကိုရိတ်ခနဲထွက်သွားတော့တယ်အိမ်ကြီးချင်းများလည်းရွာပြင်ကိုကြားရောက်သွားကမှလှုပ်ဆွဲထွားဆောင်နဲ့ရောက်လာကြပါတယ်ဘလို့ဖြစ်တာလဲမအေးတောင်ကြားဟင်းတန်တွေလည်းကြားတယ်ဘာတွေဖြစ်ကုန်တာလဲငါနန္ဒာအော်တန်ကြားလို့ထွက်ကြည့်တာကြားကြီးတကောင်ကသူ့ကိုခုံအုပ်လိုက်တာမြင်လိုက်တယ်ကြည့်ကြပါဦးနန္ဒာအသက်ရှိသေးရဲ့လားလို့စမ်းကြည့်ကြပါဦးဟဲ့ကြွားသားတယောက်က3000တန်မီးနဲ့ထိုးကြည့်လိုက်ရာမန္နန္ဒာရဲ့ရင်ဘတ်မှာဟောင်းလောင်ကြီးပွင့်ထွက်နေတယ်ရဲထားနေတဲ့သွေးများကမြေမကောင်းအောင်စီးကြလို့နေပါတယ်မအေးတောင်ခမည်းသမီးအသက်မရှိတော့ဘူးဗျကြားကအသေးကိုရွေပြီးစားသွားတာတော်ရက်ဆက်တဲ့ကြားပါလားဖြစ်မှဖြစ်ရလေသမီးလေးရဲ့အမေမှားတာပါအမေမှားတာအမေမခိုင်းရဲ့အမေသမီးလေးအခုလို့ဖြစ်မှာမဟုတ်ဘူးအမေကိုခွင့်မလုပ်ပါနဲ့သမီးရဲ့ဟေးအားလုံးဖယ်ကြတဲ့ရွာလူကြီးလာနေပြီအနောက်ကအော်တန်ကြောင့်ဝိုင်းအောင်ပြီးကြီးနေကြတဲ့ရွာသားတွေတဲ့ရွာလူကြီးအတွက်လမ်းဖွင့်ပေးလိုက်ကြပါတယ်ကျုပ်လဲကြားချင်းထွက်လာတာမအေးတောင်းရီဖြစ်မှာဖြစ်ရလေဗျာတို့ရွာကိုဘယ်တော့မှကြားမလာဘူးတလို့ဒီနာပါဝန်းကျင်မှာလဲကြားနဲ့တူတဲ့တရဝမရှိခဲ့ဘူးပါဘူးအခုမှဘယ်တော့ကစောက်ကြားကပေါ်လာရတာလဲရွာလူကြီးကိုပြောစရာရှိတယ်ဗျကျုံးနဲ့ပိန်ကြီးမနက်ကအခင်းထဲမှာအလုံးလောက်နေတော့လရာကြီး3កောင်ကျုပ်တို့ရွာပေါ်ကိုပတ်ပြန်နေတာမြင်လိုက်ရတယ်ပြီးတော့လွန်ခဲ့တဲ့တလားကပဲကြောက်ကြီးရွာမှာအပြုံမိန်းကလေးတယောက်အခုလိုလက်ွယ်နေညာကြီးအိမ်ထဲမှာပဲကြားကြိုက်ခံရလို့သေခဲ့တယ်သူမသေခင်ကလည်းဒီလိုပဲသူတို့နေတဲ့ရွာသူတို့နေတဲ့အိမ်ပေါ်ကိုလက်တာကြီးတွေလာသွားသေးတယ်တဲ့အခုသူတို့ရွာနဲ့ကျုပ်တို့ရွာမှာဖြစ်နေတဲ့ဟာတွေကိုတွေးကြည့်လိုက်ရင်အကုန်လုံးကအတူတူဖြစ်နေတယ်သေတာကလည်းမိန်းကလေးတွေပြီးတော့အပြိုလေးတွေဆိုတော့လဲဟုတ်ပြန်တယ်စဉ်းစားကြည့်ရင်ဒီကြားကအပြိုတွေကိုပဲရွေးပြီးမှစားသလိုဖြစ်နေတယ်ဒါရိုးကြားတော့မဖြစ်နိုင်ဘူးကြားပါဆိုမှရိုးကြားတွေဆန်းကြားရဲ့လို့ရှိသေးလားပိန်ကြီးမင်းမသိပဲဆုံးမပြောနဲ့ငါပြောချင်တာကတမန်းကြားတို့ဘာတော့ကိုပြောတာလူစင်စစ်ကနေကြားအသွင်ကိုပြောင်းနိုင်တဲ့ဟာကိုပြောတာမင်းလည်းသိတဲ့အတိုင်းတို့ဒီနားရွာပေါင်ဝန်းကျင်မှာ
ဘယ်တော့မှကြားရှိခဲ့ဘူးလို့လဲမြတ်မေးပြောတာဖြစ်နိုင်တယ်ရွာလူကြီးဦးညီထွေးကမြတ်မေးရဲ့စကားကိုထောက်ခံလိုက်ပါတယ်ကဲမနက်ဖြန်ကစပြီးအားလုံးပဲအသွားအလာနေအထိုင်ဆင်ခြင်ကြပါအကြောင်းကိစ္စမရှိဘဲမိမိအိမ်အပြင်ရွာအပြင်ကိုမထွက်ပါနဲ့ပြီးတော့အိမ်တိုင်းမှာရှိတဲ့ယောက်ျားသားတွေကိုယ့်အိမ်မှာရှိတဲ့လက်နက်နဲ့အတူရွာရဲ့လုံခြုံရေးကိုစောင့်ရမယ်ကာလာသားကောင်းကဥဆောင်ပြီးအဖွဲလိုက်ရွာရဲ့လမ်းကြိုလမ်းကြားရွာပတ်ပတ်လည်နဲ့ဖုံကြီးเจ้าမှာမကြံကင်းဆောင်ရမယ်အထူးသဖြင့်ဆယ်ကျော်သက်မိမပြုတ်လေးတွေရှိတဲ့အိမ်ကိုပို့ပြီးဂယုစိုက်ကြရမယ်တခါမှမမြင်ဘူးတဲ့လူစိမ်းကိုတွေ့ရင်တတိထားပါဒါပဲမှားကြပါတယ်ရွာလူကြီးရဲ့စကားကိုအားလုံးကငြင်းပဲသူမရှိထောက်ခံကြပါတယ်သွားပြန်ပြီဟေးနောက်တစ်ယောက်ဘာဖြစ်ပြန်ပြီလဲအမေရဲ့ဘာဖြစ်ရမလဲမနေ့ညတုန်းကရွှေရောရွာကနန္နာဆိုတဲ့ကောင်မလေးကြားကိုက်ခံရလို့တဲ့လေဖြစ်ပုံကလည်းကြောက်ကြီးရွာကကောင်မလေးနဲ့အတူတူပဲတဲ့လေနှစ်ယောက်စလုံးကြားကိုက်ခံရတဲ့နေ့ကလည်းလားကွယ်နေပဲတဲ့ဒါကြောင့်သူတို့ရွာလူကြီးကဒီနေ့ကစပြီးသူတို့ရွာမှာကင်းဆောင်ဖို့အတွက်ရွာထဲမှာရှိသမျှယောက်ျားလေးတွေအကုန်ထွက်ရမယ်တဲ့လေဒီကိစ္စကမရိုးတော့ဘူးနော်အမေတခုခုတော့တခုခုပဲဘာကဘလို့ထင်လို့တော့ဒီလိုလေအမေယာကြားဆိုတာတရိษံမဟုတ်လားသူတို့ရဲ့ထုံးစံအတိုင်းတဘာဝအတိုင်းဆိုရင်နေ့စဉ်နေ့တိုင်းအမဲလိုက်ပြီးစားတော့တက်ကြတယ်လေအခုဟာကနေတိုင်းမဟုတ်ဘဲနဲ့လားကွယ်နေရောက်မှလူတယောက်စားသလိုအစားခံရတဲ့သူကလည်းမိန်းကလေးတွေကြီးပဲဆိုတော့တခုခုတော့တခုခုပဲဒီအကြောင်းတွေကိုဦးဘိုးလူစီတွားပြီးမေးကြည့်ရင်ကောင်းမယ်တွားမေးကြည့်ချင်လေမင်းလည်းသူ့စီမရောက်တာကြားပြီမလားဟုတ်တယ်ဗျဒါအခုပဲတွားမေးလိုက်အောင်မယ်ဗျခွေးတို့လည်းဦးဘိုးလူစီကိုထွက်လာခဲ့ပါတယ်ဦးဘိုးလူရဲ့ပြိုးဦးဘိုးလူကြီးအိမ်ထဲမှာရှိလားဗျရှိပါဝင်ခဲ့ကြဟုတ်ကဲ့ထိုင်စမ်းမအောင်ပေါ်တော်မူကြီးရဲ့ကျုပ်စီအကုန်းမှရောက်လာရသလားဘယ်တွေတွားနေလို့လဲကျွန်တော်ဘဲမှမတွားပါဘူးဗျာအိမ်မှာပဲရှိပါတယ်ကျွန်တော်သိကျင်တာလေးတွေရှိလို့ဦးဘိုးလူစီထွက်လာတာဗျပြောစမ်းပါအောင်ဘာများသိကျင်တာလဲကြားကြိုက်ခံရလို့မိန်းကလေးနှစ်ယောက်တေတဲ့ကိစ္စဦးဘိုးလူတေပြီးပြီလားတေပြီးပြီလေရွှေတော်ရွာကကလေးမနဲ့ကြောက်ကြီးရောက်ကကလေးမမလားနှစ်ယောက်စလုံးလားကွယ်နေမှာပဲကြားစားခံရတယ်လို့အစားခံရသူတွေကနှလုံးကိုပဲအစားခံရတယ်လေဦးဘိုးလူကဘယ်ဆိုးလို့လဲအိမ်အပြင်သာတိတ်မထွက်တာအကုန်သိနေတာပဲသိဆိုဇောနကလေးတင်စိန်တောင်းလာပြောသွားတာကိုကွာဒီကိစ္စကိုဦးဘိုးလူဘလို့ထင်လဲကျွန်တော်အထင်တော့ဒါသွေးရိုးသားရိုးမဖြစ်နိုင်ဘူးဗျကြောက်ကြီးရွာကကောင်မလေးရဲ့ရွှေတော်ရွာကကောင်မလေးရဲ့သေပုံသေခြင်းဖြစ်ပုံကအစသွားတူနေတာတော့ဒါတိုက်ဆိုင်မှုမဖြစ်နိုင်တော့ဘူးကြားကရောဘာလို့လားကွယ်နေညမှာပဲပေါ်လာရတာလဲပြီးတော့တူလာတော့မယ်ဆိုရင်ရှေ့ပြေးအနေနဲ့လရာကြီးတွေကဘာလို့ရွာပေါ်ကိုပြန်ဝဲနေတာလဲနောက်ပြီးတခြားနေရာတွေကိုပါစားလို့ရပါလေရနဲ့ဘာကြောင့်နှလုံးကုန်မှာရွေးစားရတာလဲနောက်ပြီးဘာလို့မိမပြုတ်လေးတွေရဲ့အသေးကိုမှရွေးစားရတာလဲဒါတာမန်ချမဖြစ်နိုင်ဘူးဦးဘိုးလူမင်းမစိုးဘူးပဲတွေးတော့တတ်တယ်ငါလည်းအဲ့လိုတွေးတတ်တဲ့ကလေးကိုပိုးသဘောကျတယ်မင်းနားလဲအောင်ပြောရမယ်ဆိုရင်ဒါဟာမော်ချအောင်မို့စူးစမ်းနေတဲ့ကဝေကောင်ပဲကွာဗျာကြားမော်အောင်မို့စူးစမ်းနေတဲ့ကဝေကောင်ဟုတ်လားဘလို့မျိုးလဲဦးဘိုးလူကျွန်တော်ကိုရှင်းပြပါအောင်ဗျာကြားမော်ဆိုတာကကြားကိုက်ခံရပြီးတေတဲ့အစိမ့်သေးကောင်ကိုရှာရတယ်တေတာတောင်မှရိုးရိုးကြားကိုက်ခံရပြီးတေတဲ့အစိမ့်သေးဆိုမရဘူးကွာစမ်းစမ်းတေတဲ့အစိမ့်သေးဖြစ်မှဒါမျိုးကလုံးလို့ရတာကွာရိုးရိုးတေတဲ့အစိမ့်သေးနဲ့စမ်းစမ်းတေတဲ့အစိမ့်သေးဟုတ်လားဘာထူးလို့လဲဦးဘိုးလူရဲ့
နှစ်ယောက်လုံးကြားကိုက်လို့တေရတာအတူတူပဲလေဘယ်ဟာကစမ်းလို့လဲငါပြောတဲ့စမ်းစမ်းသေးတဲ့အစိမ့်သေးဆိုတာကကြားနဲ့သူတပြန်ကိုတပြန်တိုင်ရင်ခိုင်ရင်နဲ့တေသွားတဲ့အစိမ့်သေးကိုပြောတာကွာအာမတန်မန်လျှော့ဆိုသလိုဘားတပြန်ကြားတပြန်ခြာရင်တေတဲ့အစိမ့်သေးဖြစ်မှဒီကျင့်စဉ်ကလှုပ်လို့ရတာကွာကြောက်ကြောက်လန့်လန့်နဲ့ကြားကိုက်ခံရပြီးတေတဲ့သူကတော့ရိုးရိုးအစိမ့်သေးပေါ့ကွာဩဒီလိုလားဆက်ပြောပါအောင်ဗျာအေးအဲ့ဒါလို့ဘားတပြန်ကြားတပြန်တိုင်ရင်တေသွားတဲ့အစိမ့်သေးရဲ့အလောင်းကိုလူအလက်မှာတိုးဖော်ပြီးအလောင်းရဲ့ခေါင်းရင်မှာအစီအရင်လောက်ရတယ်ကွာလောက်တဲ့အခါမှာလူအယိုးခေါင်းပေါ်မှာဖျောင်းတိုင်ကိုထွန်းမန်းတန်းရုပ်ဖက်ပြီးတော့ကြားနဲ့တိုက်ခိုက်ရင်သေသွားတဲ့အစိမ့်သေးရဲ့ဝိညာဉ်ကိုခေါ်ပြီးအသက်သွင်းရတယ်အသက်သွင်းတဲ့ဆိုတာကပြန်ရှင်းလာတာမဟုတ်ဘူးသူ့ဝိညာဉ်ကိုချုပ်ပြီးဖုတ်သွင်းလိုက်တဲ့သဘောပဲဆိုပါတော့အေးအဲ့ဒီအလောင်းကောင်ကြီးအသက်ဝင်လာပြီဆိုရင်သူတည်ခဲ့တဲ့နေရာကိုလိုက်ပြခိုင်းရတယ်ကွာသူတည်ခဲ့တဲ့နေရာကိုရောက်ရင်ကြားဟိန်းတန်ပေးပြီးသူ့ကိုတတ်သွားတဲ့ကြားကိုဆင်းခေါ်ရတယ်လောလောလတ်လတ်တည်ထားတဲ့အစိမ့်သေးဆိုတော့တောထဲမှာနေတဲ့ကြားကအနမ်းရပြီးတောထဲကနေထွက်လာလိမ့်မယ်ကြားရောက်လာပြီဆိုရင်အစိမ့်သေးကိုဒီလိုပြောရသေးတယ်ဒီကြားဟာမင်းကိုသေအောင်တတ်ခဲ့တဲ့ကြားပဲမင်းအနေနဲ့ဒီကြားကိုပြန်ပြီးလက်စားချေဖို့အတွက်ဒါဟာအခွင့်အရေးပဲသွားအဲ့ဒီကြားကိုမလုံအောင်တပ်ပေတော့လို့ဖောက်ကောင်ကိုစကားသွင်းပေးထားရတယ်ကွာသွေးဆူနေတဲ့ကြားနဲ့လက်စားချေဖို့ဆန္ဒပြင်းပြနေတဲ့အစိမ့်သေးအဲ့မှာတွေးကြပြီပေါ့ကွာကြားနဲ့အစိမ့်သေးဖုတ်ကောင်တို့အဲ့မှာတိုက်ကြတယ်ပဲထားပါတော့အစိမ့်သေးဖုတ်ကောင်ကလည်းသူ့ကိုတတ်ခဲ့တဲ့ကြားကိုမလွတ်တမ်းလေပင်ကိုညှက်တက်ထားပေါ့ကွာကြားကလည်းအဲ့ဒီအစိမ့်သေးဖုတ်ကောင်ကိုပြန်ကြိုက်တာပေါ့ဒါပေမဲ့သူ့ဘလို့ပဲကြိုက်ဟိုအစိမ့်သေးဖုတ်ကောင်ကနာရာတွေဘာတွေမသိနိုင်ဘူးလေအဲ့ဒီမှာပဲအစိမ့်သေးဖုတ်ကောင်ရဲ့လက်ချက်နဲ့ကြားကြီးသေသွားပြီဆိုပါစို့ကြားသိသွားတာနဲ့ပညာတဲ့ဟာအဲ့ဒီကြားသိရဲ့နှလုံးကိုစားနိုင်ရင်ကြားမောက်အောင်ပြီဆိုပါတော့ကွာပြီးတာနဲ့အစိမ့်သေးကိုတင်းချိုင်းပြန်ပုတ်ပြီးမြေပြန်မှောက်ပေးရတယ်ကွာနောက်ပြီးသူ့ဝိညာဉ်ကိုလည်းအချုံအနှောင်ကနေလှုပ်ပေးရတယ်ခွေးတို့ရဦးဘိုးလူပြောသွားတာစိတ်ဝင်စားဖို့ကောင်းပါတယ်ဒါပေမဲ့ကျွန်တော်သိချင်တာကအခုကြားကရောဘာလို့မိမပြုတ်လေးတွေရဲ့အသေးကိုမှရွေးစားရတာလဲတခြားယောက်ျားတွေအိမ်အောင်တဲ့မိန်းမတွေနဲ့အဖွားကြီးတွေရောစားလို့မကြဘူးလားမကြဘူးခွေးတို့ရလက်သဘောဆိုတာရှိသေးတယ်မလားပြိုဆိုတာနှုတ်ပြိုခြင်းအိုးဆိုတာကအိုခြင်းကိုစောင်းတယ်မလားဒါကြောင့်ပညာတဲ့ဟာအပြိုတွေရဲ့အသေးကိုမှရွေးပြီးစားတာပေါ့ကွာဩဒီလိုလားဦးဘိုးလူရှင်းပြမှာပဲနားလေတော့တယ်ဗျာဒါဖြင့်ထပ်ပြီးသိချင်တာကအဲ့ဒီကြားကြီးလာတော့မယ်ဆိုရင်လက်သားငှက်ကြီးတွေကရွာတွေရဲ့အပေါ်ကြားကိုက်ခံရမဲ့သူတွေရဲ့အိမ်ပေါ်မှာလာနာကြတာရောအဲ့ဒါကြားမော့ပညာကိုပညာကန်းမြင့်တင်နေတဲ့ကဝေကောင်ရဲ့မယားတွေဘောကွာသူတို့လင်းအတွက်သားကောင်ကိုလိုက်ရှာပေးနေတာကွာပြက်မှတ်ကိုတွေးပြီးဆိုရင်သူတို့လင်းကဝေကောင်စီကိုအမြန်ဆုံးသတင်းပို့ရတယ်လေနောက်ပြီးအိမ်အပေါ်မှာလာနာတယ်ဆိုတာကသားကောင်ကိုတေချာရဲလားလို့ထပ်ပြီးလာကြည့်တာကွာဩဒါကြောင့်ကြားကိုက်ခံရတဲ့သူတွေရဲ့နေအိမ်အပေါ်ကိုလက်ထလာနာတာကိုဒါနဲ့ထပ်ပြီးသိချင်တာကကဝေဆိုတာပုံစံအမျိုးမျိုးဖန်ဆင်းလို့ရတယ်ဆိုဘာလို့အပိတ်မှန်းခံပြီးကြားမော့ကိုကျင့်နေသေးလဲမတူဘူးလေခွေးတို့ရကဝေကျင့်စဉ်ကတတ်ကြားမော့ကတတ်ဆိုပါတော့ကြားမော့ဆိုတာနောက်ကျုံးပြည့်ရင်ကြားအဖြစ်ပြောင်းလို့ရတယ်လို့ရှေ့ကျုံးပြည့်ရင်လူပြန်ဖြစ်တယ်ကွာကြားမော့ရဲ့ကျင့်တယ်အရဆိုရင်အဲ့ဒီကဝေကောင်ကမိမပြုတ်9ယောက်တိတိရဲ့အသေးကိုစားသုံးရလိမ့်မယ်ကွာဗျာဒါဆိုနောက်ထပ်9ယောက်တောင်လိုသေးတာပေါ့နော်ဟုတ်တယ်ကွာဒီကိစ္စကိုဦးဘိုးလူဒီအတိုင်းကြည့်နေမှလားတခုခုမလုပ်တော့ဘူးလား
ငါလှုပ်ဖို့စဉ်းစားပြီးသားပါအပြင်းမဲ့တဲ့မိမပြုတ်လေးတွေကိုထပ်ပြီးအသက်မခံရအောင်ငါဒီကောင်းကိုရှင်းပြမှရတော့မယ်ချတာချပြဒီလိုကောင်မျိုးကိုအရှင်မထားသင့်ဘူးသူ့ကိုရှင်းပြဖို့ကလွယ်တယ်ဒါပေမဲ့နောက်တစ်ခါလာကွယ်နေကြရင်သူ့ဘယ်ရွာကိုပြစ်မလက်ထားမဲဆိုတာကိုသိထားဖို့လိုတယ်ကွာဒါမြန်လွယ်လွယ်လေးပါဦးဖို့လူရာအဲ့ဒီကြားမော်ကျင့်စဉ်ကိုအစင်းတက်နေတဲ့ကဝေကောင်မမယားတွေရှိတယ်မလားသူ့မယားတွေကိုအရင်ဦးဆုံးသူလာရမယ့်သားကောင်ကိုရှာခိုင်းမှမလွဲဘူးဒီတော့လက်သားငှက်တွေဒီတစ်ခါဘယ်ရွာကိုတဲကျထားမလဲဆိုတာနားစောနေဖို့ပဲလိုတယ်မဟုတ်လားမင်းပြောတာမှန်တယ်ကွေးတို့ဒီကောင်ကဝင်ပြီးသားရွာတွေကိုတော့ထပ်ပြီးဝင်မှာမဟုတ်ဘူးဒီတော့ဒိုးရွာပေါဝန်းကျင်မှာသူမဝင်ရသေးတဲ့ရွာတွေကိုကြိုပြီးအတိပေးထားဖို့လိုမယ်ဒီအတွက်ဘာမှမပူနဲ့ဦးဖို့လူအာနိုးနဲ့ကျွန်တော်တာဝန်သာထားလိုက်သူမဝင်ရသေးတဲ့ရွာဆိုလို့ကျွန်တော်တို့ရွာနဲ့ပန်းတောင်ရွာပဲကြံတော့တာမလားအခုလောက်ဆိုပန်းတောင်ရွာလဲဒီအကြောင်းတွေကြားပြီးဂယုတဆိုင်နဲ့သွားလာကြမှာပဲဦးဖို့လူဒါဆိုအတိပေးတဲ့ကိစ္စမင်းတို့ကငါတောင်းပေးလိုက်ပြီးကြံတာငါတကိစ္စသာထားလိုက်တွေးကြပြီပေါ့ကဝေးကောင်ရဒင်းတော့ငရဲဆင်းမှုပြင်ထားပြီတော့အာနိုးနဲ့ကွေးတို့လည်းပန်းတောင်ရွာကိုသွားကပန်းတောင်ရွာလူကြီးအားအကျိုးဆုံးအကြောင်းဆုံးပြောပြလိုက်တယ်ပန်းတောင်ရွာလူကြီးကလည်းရွာရဲ့ကာလာသားအချို့ကိုခေါ်ယူပြီးရွာရဲ့လုံခြုံရေးအတွက်အစီအစဉ်တွေဆွဲပါတော့တယ်ကွေးတို့နဲ့အာနိုးလည်းရွာကိုပြန်ရောက်တော့တပန်းတော်ရွာလူကြီးကိုတပန်းဝင်ပြီးအသိပေးလိုက်တယ်တပန်းတော်ရွာလူကြီးကလည်းသူတို့ပြောသမျှကိုခေါင်းတငိမ့်ငိမ့်နဲ့နားထောင်နေတယ်ဒါဖြင့်ငါတို့ဘက်ကကြိုတင်ပြီးပြင်ဆင်ထားဖို့လိုတယ်ပေါ့ဟုတ်လားဟုတ်ပါတယ်ရွာလူကြီးဦးဘိုးလူကိုတိုင်ကလည်းဒီကိစ္စကိုအမြန်အပိသက်ချင်နေပုံရတယ်ဗျအဲဒါကြောင့်သူတတ်တာမမှားဘူးဆိုရင်ကဝေကောင်ဟာနောက်တစ်ခါလာကွယ်နေရောက်ရင်ကျွန်တော်တို့ရွာဒါမှမဟုတ်ပန်းတော်ရွာကိုကျင်းသိဝင်လိုက်မယ်လို့ပြောပါတယ်အေးလေဘာပဲဖြစ်ဖြစ်ကိုဘက်ကအသိဖြစ်နေတော့ရန်သူအတွက်အခွင့်အလမ်းနဲစေတာပေါ့ဘာမှမပူကြနဲ့ငါခဏနေရင်ကာလာသားကောင်းအစောကိုခေါ်ပြီးရွာထဲကိုတည်းဖြန့်ခိုင်းလိုက်မယ်ယောက်ျားသားမှန်သမျှအကုန်ထွက်ပြီးရှိသမျှလွမ်းနေနဲ့ရွာအပြင်မှာမကြမ်းကင်းပုံးဝက်ပြီးဆောင်းခိုင်းမယ်မိမပြုတ်လေးတွေရှိတဲ့အိမ်ကိုပို့ပြီးတော့စောင်းကြည့်ရမယ်လူညီမယ်ဆိုရင်ဘလောက်ကြီးတဲ့ပြဿနာမျိုးမဆိုအလွယ်လေးရှင်းနိုင်မှာပါဒါဆိုကျွန်တော်တို့ကိုပြန်ခွင့်ပြုပါအောင်ဗျကောင်းပြီအခုလိုလာပြီးအသိပေးတာကျေးဇူးပါကွာရပါတယ်ဗျာကိုရွာလုံခြုံရေးအတွက်ပဲအားတက်တရောလောက်ရမှာပေါ့တပြေးပြေးနဲ့လားကွန်လေးရောက်ဖို့နှစ်ရက်ပဲလိုပါတော့တယ်ဟာဟိုမှာကြည်တဲ့တို့ရွာအပေါ်မှာဒါကြီးတွေပြန်နေပါလားဟုတ်တယ်ဟဲ့ရွာလူကြီးကိုအသိပေးရမယ်ရွာသားချို့ကရွာလူကြီးဦးမတ်ထင်ကိုသွားပြီးအသိပေးလိုက်ကြပါတယ်အားလုံးကိုပြောမယ်နားထောင်ကြပါလက်ဓာတ်တွေကတို့ရွာအပေါ်မှာပြန်နေတာအကြောင်းမဲ့မဟုတ်ဘူးသားကောင်ကိုလိုက်ရှာနေတာတကယ်လို့သားကောင်ကိုတွေ့ပြီဆိုရင်တအိမ်မဟုတ်တအိမ်ကိုတော့ဒီလက်ဓာတ်တွေလာနာမှာပဲလက်ဓာတ်လာနာခံရတဲ့အိမ်ကိုသိပြီဆိုတာနဲ့ငါ့ကိုအကြောင်းလာကြားကြပါနောက်ထပ်ပြောချင်တာကလက်ဓာတ်တွေကိုတရွာလုံးအော်တောင်းနေလိုက်ကြည့်ပြီးကြည့်မနေကြပါနဲ့သူတို့တတိထားမိသွားရင်အခုလုံးမဲ့ကိစ္စကပြည့်စည်သွားနိုင်တယ်ဒါကြောင့်မသိကြအောင်စောင်းနေပေးကြဖို့ပြောချင်ပါတယ်ရွာလူကြီးဦးမတ်ထင်ကရွာသူရွာသားများကိုဂယုတဆိုင်နဲ့အေးစေးသေးနေဖို့ပြောလိုက်တယ်ဦးဘိုးလူပြောဦးဘိုးလူခွေးတုံးနဲ့အာနိုးပါလားလာကြလေလာကြအကျန်းရည်လေးတောက်ကြလက်ဖက်ရည်လေးလည်းစားကြအောင်ဦးဘိုးလူကသာဒီမှာအေးစေးစေးဖြစ်နေပေမဲ့ရွာထဲမှာတော့ပြောင်းပြောင်းဆန်နေပြီဗျဟုတ်တယ်ဦးဘိုးလူရရွာထဲကဒေါ်မီနန်တို့အိမ်ပေါ်ကိုလက်ဓာကြီးတွေလာနာသွားတယ်ဗျအဲ့ဒါဒေါ်မီနန်လဲသူသမီးသူစားအတွက်
စိုးရင်တောကတွေရောင်းနေရတယ်ဗျ။ဦးဘိုးလူကိုကြည့်ရတာအပြင်ထွက်ပြီးလေးလာဖို့မရဘူး။အိမ်ထဲမှာပဲအောင်းနေတော့တာပဲ။ခွေးတို့မင်းမသိတာတွေအများကြီးရှိတယ်ကွ။ငါဘာလို့အပြင်ထွက်ပြီးမကြည့်တာလဲဆိုတာမင်းကငါပြောပြမယ်။အတိလက်ဓားတွေကကဝေကောင်ရဲ့အဆွဲအပါးတွေတကယ်လို့ငါထွက်ပြီးကြည့်လိုက်တာနဲ့ငါ့ကိုပညာတဲ့တယောက်ဖြစ်မှန်သူတို့တန်းတီသွားရင်သူတို့ရဲ့လင်ကြီးဖြစ်တဲ့ကဝေကောင်ဟာလမ်းကြောင်းပြောင်းသွားနိုင်တယ်ကွာဒီလိုဆိုရင်သူ့ကိုလည်းငါတုံးတင်လို့ရမှာမဟုတ်တော့ဘူးပေါ့ဦးဘိုးလူပြောတာလဲဟုတ်နေတာပဲတပတ်ခါဆိုရင်လက်ကွယ်နေရောက်ပြီတော့ဦးဘိုးလူကျွန်တော်တော့ရင်တွေခုန်လိုက်တာဗျာဟုတ်တယ်ငါလဲမဲလို့ပဲငါတို့တွေအဲ့ဒီကဝေကောင်ကြီးကနိုင်မှဖြစ်မှာနော်မဟုတ်ရင်မိန်းကလေးဘလောက်ထိတက်ခံနေရမယ်မှမသိဘူးဘာမှမပူနဲ့အာနိုငါမှအကြံရှိပါတယ်ဘလို့အကြံလဲဦးဘိုးလူဒီလိုလေဦးဘိုးလူကအာနိုနဲ့ဂွေးတို့ကိုသူ့လုံးမဲ့အကြံစီတွေကိုပြောပြလိုက်ပါတယ်အာနိုနဲ့ဂွေးတို့လည်းဦးဘိုးလူပြောသမျှခေါင်းတန်းချင်းချင်းနဲ့နားထောင်နေတယ်မနယ်လင်းမီဆိုကလေးကရွာလူကြီးဦးမတ်ထင်တဲ့ရွာသားများအားလုံးအလုံးရှုံးနေကြပါတယ်။တောင်ဝန်တွေအသီးသီးခွဲဝေပြီးမိမိတောင်ဝန်ကြရနေရကိုဂယုတဆိုင်လှုပ်ဖို့ရွာလူကြီးဦးမတ်ထင်ကပြောပြနေပါတယ်။ခလေးများတက်ကြီးရွယ်ုံများမိမပြို့လေးများကိုလည်းညနေ6 နာရီထိုးတာနဲ့အိမ်အပြင်မထွက်ဖို့ရွာလူကြီးကတန်တန်မှားချနေပါတယ်။ထပ်ပြီးဒေါ်မီနန်းကိုလည်းဘာမှစိတ်မပူဖို့ရွာလူကြီးကဖြောင်းပြနေပါတယ်ရွာလူကြီးဟာဦးဘိုးလူပါလားရွာလူကြီးကိုပြောစရာလေးရှိလို့လာခဲ့တာပါဟုတ်ကဲ့ဘာမြန်လဲမသိဘူးဒီလိုဗျဟောဒီကမမေနန်းရဲ့သမီးသူစာလေးရဲ့အသက်အန္တရာယ်ကင်းစေဖို့ကျွန်တော်လာခဲ့တာပါဟုတ်ကဲ့ပြောပါဘာလဲဆိုတော့သူစာလေးရဲ့နေရာမှာတခြားတယောက်ကိုအစားထိုးဖို့ပါပဲရှင်နားရှုပ်သွားပြီထင်တယ်ဒီလိုပါသူစားနေရာမှာကျွန်တော်ကလူစားထိုးမလို့ပါဘသူကိုလူစားထိုးမလဲဆိုတော့ဟောဒီကမောင်ထမ်းမြက်ခေါ်ဂွေးတို့ကိုသူစားလေးနေရာမှာအစားထိုးသွားမှာပါဂွေးတို့ကိုသူသားရဲ့အဝယ်စားတွေဆင်ပေးပြီးမိန်းကလေးလိုပြင်ပေးမယ်ပြီးရင်သူစားအိတ်တဲ့နေရာမှာအိတ်ခိုင်းမယ်ကဝေကောင်ဟာရွာထဲကိုရောက်လာပြီးဂွေးတို့ကိုမိန်းကလေးထင်မှတ်ပြီးစားဖို့အတွက်လောက်ပါလိမ့်မယ်အဲ့ဒီအချိန်ကျွန်တော်ကကဝေကောင်ကိုနှိမ်နှင်းသွားဖို့ဆုံးဖြတ်ထားပါတယ်အမှန်အတိုင်းပြောရရင်ရွာလူကြီးတယောက်အနေနဲ့ပညာသည်တွေကိုရွာအတွင်းမှာမတိုက်စေချင်ဘူးရွာနာမှာစိုးတယ်ဗျတခြားနည်းလမ်းမရှိတော့ဘူးလားဥပမာဂွေးတို့ကိုသူစားလို့ဝစ်ပေးပြီးရွာအပြင်မှာထားတာမျိုးဆိုပိုကောင်းမဲ့ထင်တယ်တော့ဥပုပ်လူဘယ်ဖြစ်မလဲရွာလူကြီးရဲ့ပြစ်မှတ်ကိုရွာအပြင်မှာသွားထားတာဟာသားကောင်ကလိုလိုချင်းချင်းအစားအလာခံတာပါလားဒါဟာထောင်ချောင်းတစ်ခုပဲလို့ကဝေကောင်ဟာတန်းပြီးရိမ့်မိသွားလိမ့်မယ်ဒါဆိုအစီအစဉ်တွေအားလုံးပြတ်ကုန်လိမ့်မယ်ရွာလူကြီးပညာတဲ့2 ယောက်တိုက်ခိုက်လို့ရွာကိုအထိနာမှာမစိုးရိမ်ပါနဲ့ဘာမှမဖြစ်စေရပါဘူးကျုပ်အသက်နဲ့လဲပြီးတာဝန်ယူပါတဲ့ရွာလူကြီးကျွန်တော်ကိုတမျိုးမထင်ပါနဲ့ဦးဘုတ်လူကျွန်တော်ဟာရက်ရွာကိုအုပ်ချုပ်နေရတဲ့သူမို့အများအတွက်စဉ်းစားပြီးပြောတာပါဦးဘိုးလူကိုကျွန်တော်ယုံပါတယ်ကျွန်တော်တို့ရွာအပေါ်မှာဦးဘိုးလူရဲ့ကျေးဇူးတွေမနှဲဘူးရှိခဲ့ပါတယ်ဦးဘိုးလူကောင်းသလိုသာစိတ်တယ်ပါဒါဖြင့်ကျမသမီးလေးမသေးတော့ဘူးပေါ့နော်ဦးဘိုးလူစိတ်ချခမည်းသမီးဘာမှမဖြစ်စေရဘူးသူစားလေးရဲ့အတုံးဆောင်ပစ္စည်းအ ਨੇ ကဲကိုတော့ခဏလောက်ငှားစေခြင်းနဲ့ရပါတယ်ရှင်ရပါတယ်ကျမသမီးလေးမဝတ်ရသေးတဲ့အဝတ်အစားတွေအများကြီးရှိပါတယ်ဝတ်ပေးသားကြီးပေးရင်ဂွေးတို့ဖုံးနေနေမှာစိုးလို့ကျေးဇူးပါအန်တီနိုင်ရေကဲဂွေးတို့ညနေစောင်းတာနဲ့အသင်းဖြစ်နေပါစေဟုတ်ကဲ့ဥပုပ်လူညနေစောင်းတာနဲ့တပြိုင်နက်တဖန်တော်ရွာကြီးတရွာလုံးကျိတ်စိတ်ငြိမ်သက်နေပါတယ်ရွာသားများလည်းမိမိကြားရတာဝန်အတွက်အသင်းဖြစ်နေကြပါတယ်အားလုံးပဲ
အာယုံဆိုင်ထားကြလူစိမ်းကိုတွေ့တာနဲ့ချက်ချင်းလိုက်ပါအဖွဲမကွဲအောင်ဂယုဆိုင်ကြပါတပြေးပြေးနဲ့အမောင်ရိပ်ကကြီးဆိုးလာပါတယ်ရွာသားများလည်းဒေါက်တာလန့်ကိုစီနဲ့မျက်စိဖွင့်နားဆွင့်နေကြပါတယ်ခွေးတို့ဘာမှမကြောက်နဲ့နော်ငါအောက်မှာရှိတယ်မကြောက်ပါဘူးဦးဘိုးလူရာကျွန်တော်ကအဲ့ဒီကဝေကောင်ရဲ့မျက်နှာကိုမြင်ချင်နေတာကြပြီစိတ်ချပါမကြခင်မင်းမြင်ရလိမ့်မယ်ကြီးကန်းတကောင်ကစိုးသွမ်းသွားအော်ဟရင်တပန်းတော်ရွာလေးအပေါ်ကဖြတ်ပြီးပြန်တန်းသွားပါတယ်ကြီးကန်းကဒေါ်မီနဲ့အိမ်ဝိုင်းထဲမှာနားလိုက်ပါတယ်မြေကြီးပေါ်နားလိုက်တာနဲ့တပြိုင်နက်ထိုကြီးကန်းဟာလူတယောက်အသွင်ကိုပြောင်းသွားပါတယ်ငါ့ကိုဘသူကလာပြီးတားနိုင်မှာလဲကဝေထိတ်ခေါင်မောင်မင်းအောင်နဲ့ကဝေကောင်ကခဲရွရွက်ကလေးပြုံးရင်အိမ်ပေါ်ကိုတက်လာပါတယ်အိမ်ပေါ်ကိုရောက်တော့ဘေးတသောင်းအနေအထားနဲ့ကြောပိတ်ပြီးအိတ်နေတဲ့မိမပြုတ်တယောက်ကိုကဝေထိတ်ခေါင်မောင်မင်းအောင်မြင်လိုက်ရပါတယ်မိမပြုတ်ကိုမြင်တာနဲ့တပြိုင်နက်ကဝေထိတ်ခေါင်မောင်မင်းအောင်ဟာနောက်ကျုံးပြစ်လိုက်ပါတယ်နောက်ကျုံးပြစ်လိုက်တာနဲ့ကြားကြီးတကောင်အပြင်ကိုပြောင်းသွားပါတယ်ရောက်ကွာကြားကြီးကမိမပြုတ်ရောင်ဆောင်းထားတဲ့ဂွေးတို့ကိုခုံပြီးဦးဘိုးလူကပုံးနေရာကထွက်လာပြီးပညာဇက်နဲ့ကြားကြီးကိုထိမှန်အောင်ပြစ်လိုက်ပါတယ်ကြားကြီးလည်းဦးဘိုးလူရဲ့ပညာဇက်နဲ့ထိမှန်ပြီးအိမ်အောက်ကိုပြုတ်ကျသွားပါတယ်ကြားကြီးလည်းအထိနာသွားတဲ့အတွက်တော်တော်လေးဒေါသထွက်သွားတယ်ငါ့ရွာမှာဒါမျိုးလာလုံးလို့မရဘူးဟဲ့ဘိုးလူတဲ့မသိရမှတ်ထားကြားကြီးကဦးဘိုးလူကိုကြည့်ပြီးဟိန်းဟောက်နေပါတယ်ရော့သိပြီးတော့ကြားစုံကြားကြီးကအချိန်အဟုန်ပြင်းပြင်းနဲ့ဦးဘိုးလူစီကိုပြေးပြီးခုံအုပ်တဲ့အချိန်ဦးဘိုးလူရဲ့ပညာဇက်ကကြားကြီးရဲ့ရင်ဝါတက်တဲ့ကိုထိမှန်ပြီးမြေကြီးပေါ်ကိုကျသွားပါတယ်ဦးဘိုးလူရဲ့ပညာဇက်အစွမ်းကြောင့်ကဝေကြီးလည်းမရှုမလှသေပွဲဝင်သွားရပါတယ်ဘုံကနေဆိုသလိုမြေကြီးတက်ကနေမီးတယောက်မီလီယံများထွက်ပေါ်လာပြီးကဝေကောင်ကြီးကိုဝါမျိုးသွားတယ်ပူလိုက်တာဦးဘိုးလူရာအဲ့ဒါဘာမီးတွေလဲဗျအဲ့ဒါမဟာအဝေစီငရဲကတက်လာတဲ့ငရဲမီးတွေပေါ့ကွာအာကုတို့ကြီးလုံးနဲ့ကဝေတွေသိရင်အဝေစီငရဲကနေမီးတောင်မီလီယံတွေတက်လာပြီးအခုလိုဝါမျိုးသွားတာပေါ့ကွာကြောက်စရာကြီးနော်ကဲအန်ဒီရတွေအားလုံးရှင်းသွားပြီဆိုတာရွာသားတွေကိုအတိပေးလိုက်ကြအောင်ဆိုဦးဘိုးလူနဲ့ဂွေးတို့တို့လည်းရွာလူကြီးနဲ့ရွာသားတွေအားလုံးကိုကဝေကောင်ကြီးတည်သွားပြီဆိုတဲ့အကြောင်းအားလုံးသိအောင်ပြောပြလိုက်ပါတယ်ဒေါ်မီနန်းရဲ့သမီးဖြစ်သူစားလဲအသက်အန္တရာယ်ကင်းဝေးသွားရပြီမို့အားလုံးကပြုံးပြုံနေကြတယ်တဖန်တော်ရွာကြီးလဲချကူးမှပဲတကားတန်းတွေစူးစူးညံ့ညံ့နဲ့အရင်အတိုင်းဖြစ်သွားပါတော့တယ်ဦးဘိုးလူနဲ့ကြားမောက်ဆိုတဲ့ဇလန်းကောင်းလေးတစ်ပုဒ်ကတော့ဒီနေရာတွင်ပြီးဆုံးလို့သွားပါပြီခမညာနောက်လာမဲ့အသေးအသက်သောဇလန်းကောင်းလေးတွေကိုလည်းစောင်းမြော်နားဆင်အားပေးကြပါအောင်ခမညာနားဆင်အားပေးခဲ့ကြသူတယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခမညာ